စာဖတ်ဖို့အချိန်မရှိဘူးလို့ကျွန်တော်တို့တွေညှဉ်းညူတတ်ကြတယ်တကယ်တော့ဒါလည်းစင်ကြေပေးမှုတစ်ခုပါပဲအချိန်မရှိဘူးဆိုတာအချိန်မပေးလို့ဖြစ်တယ်နေ့စဉ်အောင်မြင်စွာစာဖတ်နိုင်ဖို့ဆိုရင်လည်းစာဖတ်ခြင်းစိတ်ရှိရမယ်စာဖတ်ဖို့အချိန်လည်းရှိရမယ်ပထမဦးစွာစာဖတ်ခြင်းနဲ့စိတ်တကယ်ရှိသလားကိုယ့်ကိုယ်တေချာမေးခွန်းထုတ်ကြည့်လူတစ်ယောက်ဟာလှုပ်ခြင်းစိတ်အမှန်တကယ်ရှိလာပြီဆိုရင်လှုပ်ဖို့ကိုအချိန်ပေးလာပါလိမ့်မယ်အချိန်မပေးဘူးဆိုတာလည်းတကယ်စိတ်မရှိလို့စာဖတ်ခြင်းစိတ်တော့ရှိပါတယ်ဗျာဖတ်ဖို့အချိန်မရှိလို့ပါဆိုတဲ့စင်ကြေစကားနဲ့ပဲစာမဖြစ်တဲ့ကာလတွေကလည်းရှေ့ကျနေပြီဆိုတာကိုလည်းသတိရလိုက်ပါအဲ့ဒီတော့စာဖတ်ခြင်းစိတ်ရှိတာတေချာရင်လည်းစာဖတ်ဖို့အချိန်ရှိလာဖို့နီးလန်းတွေကိုရှာကြံပြီးတော့သုံးရလိမ့်စာဖတ်ခြင်းပြီးတော့စာဖတ်ခြင်းမရတဲ့သူတွေအတွက်လည်းစာဖတ်ခြင်းအလေးထားကိုပြိုးထောင်တဲ့နီးတွေရတော့အဲ့ဒီထက်အချက်တချို့ကိုလည်းမျှဝေပေးခြင်းပါတယ်တင်းထံမှာစာအုပ်တို့အမြဲထားပါမနက်တိုင်းသို့မဟုတ်ညနေတိုင်းမှာစာဖတ်မယ်လို့တင့်ကိုယ်တင်ဂရုပေးစာဖတ်ခြင်းဟာလည်းနေ့စဉ်ပုံမှန်အစီအစဉ်တွေကတစ်ခုဖြစ်ပါစေတစ်ချိန်မှာတစ်ခန်းဖတ်မယ်သို့မဟုတ်9မျက်နှာဖတ်မယ်စသဖြင့်နဲ့သတ်မှတ်ဖို့စာဖတ်ခြင်းပန်းနိုင်တွေကိုချမှတ်ဥပမာတစ်လဘဏ္ဍအုပ်ဖတ်မယ်သင်ဖတ်ခြင်းနဲ့စိတ်ဝင်စားတဲ့စာအုပ်တွေနဲ့စာဖတ်ခြင်းအလေးထားကိုလည်းစတင် audio book စာအုပ်တွေကိုအတန်နဲ့နားထောင်ပါအလုံးမာတဲ့ကြားနေစာအုပ်တွေရအောင်ဖတ်ဖို့အတွက် audio book library စာအုပ်တွေကိုလည်းအတန်နဲ့နားထောင်တဲ့ view ဟာကိုလည်းလေ့ကျင့်အဲ့ဒီနည်းကလည်းစာအုပ်ကိုကင်ဖတ်စရာမလိုတဲ့အတွက်လမ်းလျှောက်ရင်လည်းနားထောင်လို့ရတယ်ကားစီးရင်လည်းနားထောင်လို့ရတာပေါ့ကားမောင်းရင်လည်းနားထောင်လို့ရတယ်ထမင်းချင်ရင်နားထောင်လို့ရတယ်မီးဘူးတိုင်ရင်နားထောင်လို့ရတယ်အိမ်တန်ရှင်းလုပ်ရင်လည်းနားထောင်လို့ရတယ်ထမင်းစားရင်နဲ့ကော်ဖီတောက်ရင်နဲ့နားထောင်နိုင်တယ်ဒါလည်းစာပတ်ခြင်းဟာနေ့စဉ်ပုံမှန်အစီအစဉ်တွေကတစ်ခုဖြစ်ပါစီဆိုတဲ့အချက်နဲ့လေကိုက်ညီစေသလိုအချိန်မရှိဘူးဆိုတဲ့စင်ကြေကိုလည်းပယ်ဖြတ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်